အားလုံးမင်္ဂလာပါဒီတစ်ခါတော့တော်တော်လေးကိုမိုက်တဲ့ဗီဒီယိုလေးကျွန်တော်ပြပေးမယ်မှာစတိုင်နဲ့မလိုက်နဲ့ဆွဲပြီဗျာဆွဲပြီးတော့မင်းnàoတော့စတိုင်နဲ့မလိုက်နဲ့တော်တော်လေးကိုမိုက်တယ်ဒါပေမဲ့ဗော်လီဘောလာတဲ့အချိန်ကလက်မှမလာပဲခေါင်းပေါ်တော့လာတယ်တော်တော်လေးလာတဲ့မြေကွေးလေးနော်ဒါကျွန်တော်တို့ဟွာကြီးသူ့နာကျင်စစ်တာမျိုးမဟုတ်ဘူးဒါတကယ်အရန်ကိုဟော့ဖြစ်စီတယ်ဟွာပေါ့ပရိသတ်လည်းဖြောပြမှုတစ်ခုဖြစ်တယ်ဗော်လီဘောဆိုအဲ့လောက်ထိမနာအောင်တင်တာပဲသူကဘလုံးပျော်တယ်ဆိုတော့ကြည့်ပါသဘောကျစရာမယ်ကြည့်ပါကြည့်ဘုံပြီးတွေပါလေပါလေဆွဲတယ်နော်ဆွဲပြီလဲတော့အဲ့လိုမျိုးကိုပို့လာတယ်ဗျာဒီတိုင်းကြီးရုပ်ပုတ်တာလေးဆိုမလာတော့ဒါဆိုပို့လာ